နောက်ထပ်တစ်မျိုး shoulder bag လေးပြပေးပါမယ်เนาะဒီမှာအခုဒီလိုအိတ်ကလေးလေးရမ်းကိုခစ်စားနေရမ်းကိုလူလည်းများနေအိတ်လေးပစ္စည်းအများကြီးထည့်တာကြိုက်တယ်ကျမများအတွက်ပါစင်းကဲတော့ဒီဇိုင်းတော့မတူဒီဇိုင်းတစ်မျိုးရှိပါတယ်ဒါပေမဲ့တော့ shoulder အတူကလေးဖြစ်ပါတယ်เนาะဒီဒီဇိုင်းလေးကိုပြလိုက်ပါမယ်မကြည့်လိုက်ပါသူကတော့အခုနလိုမျိုးဒီနေ့မှာဟိုပါပေါ့เนาะအခုနကအသားဘယ်လိုခေါ်လိုက်တာဖော့သားပုံစံလိုမျိုးမှာအပြင်ကိုသူကလေတာလေးနဲ့တွဲထားတာဖြစ်ပါတယ်ကျိုးရည်ဆိုလည်း show ကြည့်လိုက်ပေါ့เนาะလေတာသားကလေးလေးဖြစ်ပါတယ်သူကတော့ adjust လုပ်လို့မရဘူးပေါ့เนาะဘာလို့ဆိုရင်သူကဒီလို shoulder ပုံစံပဲလာထားတာဆိုတော့လေဒီလိုကျိုးအတော့ short အတင်းနေတော့မရဘူးပြီးတော့ဒီမှာ zip ကလေးရှိမယ်အဲ့အပြင်ကိုလန်လိုက်ပါဒီမှာเนาะဒီအတွင်းထဲမှာဒီလိုအိတ်ကတစ်ခုလေးပါမယ်เนาะ zip အိတ်ကလေးကတော့မပါတော့ပါဘူးခုနကမှကြည့်လိုက်T side ကလေးပေါ့ဒီလိုအလဲအားလေးကတော့ T side ကလေးကို T side သွားမယ်ပေါ့နော် T talent စာတော့ထည့်လို့ရပါမယ်နောက်ပြီးဒီမှာအဖြူရောင်လေးရှိမယ်ပေါ့နော်ဒီအဖြူရောင်လေးကိုလည်း show ကြည့်လိုက်ပါသူက color 3ရောင်လာပါမယ်အပြာရောင်နော်အမဲအဖြူအပြာ3ရောင်လာမယ်ဈေးနှုန်းလေးကတော့ဟိုဟာရှိမယ်3900ရှိမယ်ပေါ့နော်စကားလေးလည်းချစ်ကုန်ပြီထုတ်ကြပါဒါကတော့နောက်ထပ် design တစ်မျိုးနောက်ထပ် design မှာတော့ color 2ရောင်လေးပဲကျန်တော့မယ်ပေါ့နော် stock ကတော့အများကြီးမရှိတော့ပါဒါဆိုရင်တော့လေတာအပျော့သားလေးဖြစ်ပါတယ်ဒီ design ကိုဘယ်လိုခေါ်လဲဒီ design ကိုလေကျမအင်္ဂလိပ်ကရမ်းကောင်းလာဆိုတော့ဒီကပါဇက်ကမထွက်ဘူးဖြစ်နေနောက်ပြီးတော့ဒီမှာပေါ့နော် zip ကလေးအကန့်ပါပါမယ်အထဲမှာသူ့ရဲ့ဒီ zip ကလေးပါမယ်ပေါ့နော်ဒီအိတ်လေးကတော့ adjust လေးလုပ်လို့ရပါတယ်ဘာလို့ဆိုရင်တော့ဒီမှာအပေါက်ကလေးကိုထောက်ပေးထားပါတယ်ပေါ့နော်ဒီလိုလေးရှိပါမယ်နော် okay ပြီးကြရင်ဒီမှာပါရှင်ဒါလေးကပန်းရောင်လေးပေါ့နော်ကဲ shoulder bag လေးကိုမှဟိုပစ္စည်းများများလေးနဲ့ဟိုလိုပေါ့နော် fashion ကြကြလေးလွယ်ချင်တယ်ဆိုရင်တော့ဒီ design လေးရှိပါမယ်ကဲအားလုံးကျေးဇူးတင်ပါတယ်